ဝင်တကားကိုဖွင့်လိုက်ရင်းနဲ့ရေတွေကကုန်းမီအစ်စ်ကပေါ်ထွက်လာပါတယ်ကုန်းမီမြေခွေးနှကောင်ကရေကန်ထဲမှာအသေးအတန်ဖိုက်နေကြရင်ရေပေါ်ရေရောက်မကျန်တီးနေကြပြီးဖေးဘစ်ဘောတွေနဲ့ပါအပြန်အလှန်ပြစ်ခတ်နေကြပါတယ်ထဲကြတော့ကတော့ပောက်ကွဲနေရဲ့အမှုပညာတွေကိုသဘောကျနေပြီးမမ်မာကတော့နာရူတိုကိုတေလာအောင်မုန်းနေတဲ့အတွက်တိုက်ပွဲကပိုပြီးပြင်းထန်လာပါတယ်နှစ်ယောက်သားလက်တီးချင်းမှရှင်ထိုးတဲ့အချိန်မှာတော့မမ်မာကိုစော်နိုင်လိုက်တဲ့ကြောင့်သူ့ရဲ့စင်ကောကောင်ကိုမီကလည်းချက်ချင်းပြောက်သွားပါတယ်အဲဒါကြောင့်နာရူတိုရဲ့ကိုမီကလည်းသူ့ကိစ္စပြီးရနဲ့ပြန်ထွက်သွားလိုက်ပြီးမြေပေါ်ကိုကျလာတဲ့နာရူတိုသတိပြန်ရတဲ့အချိန်မှာမမ်မာလဲကျနေတာကိုမြင်လိုက်ရပါတယ်နာရူတိုနဲ့ကိုမီရဲ့ပူပေါင်းမှုကအတော်လေးအဆင်ပြေနေတာကိုမာဒါရာကလည်းသိသွားတဲ့အတွက်သူကိုယ်တိုင်မမ်မာရဲ့ကိုယ်ထဲဝင်လိုက်ပြီးပေါင်းစည်းမှုကြောင့်စီးရရော်ရဲနေပြီဖြစ်တဲ့ကိုမီကိုရှရင်းငန်းနဲ့နာရူတိုရဲ့ကိုယ်ထဲကနေဆွဲထုတ်ဖို့လုပ်ပါတယ်ခုရှိနိုင်ရဲ့ကိုရီးယားနေဆွဲထုတ်ခဲ့တယ်လို့ဒီပွဲမှာနာရူတိုနိုင်မယ်ဆိုတာကိုလည်းကြိုသိနေခဲ့တဲ့မာဒါရာကတမင်စီစဉ်ထားခဲ့တာဖြစ်ပြီးသူ့ရဲ့မျက်လုံးကိုကြီးမိလိုက်တာနဲ့ဂန်ဂျူဆူကြောင့်ကိုမီကပါသွားတော့မှာဖြစ်ပါတယ်တိုက်ပွဲကကြာနေပြီဖြစ်တာကြောင့်ချာကရာကုံလာပြီမဲ့သွေးရောက်နှွမ်းတဲ့လာကိုမြင်လိုက်ရတဲ့အတွက်စာလေးကိုဖွင့်ဖို့လုပ်နေတဲ့အချိန်မထင်မှတ်ထားပဲမာဒါရာရဲ့ဂန်ဂျူဆူမိသွားပါတယ်အဲဒါကြောင့်ကိုမီကိုထုံးနိုင်တော့မယ့်အချိန်ဆာကူရာရောက်လာတဲ့အကြောင်းသာကန်ကောင်းသွားခဲ့ပြီးမာဒါရာကနာရူတိုရဲ့မှတ်ညံတွေကိုဖျက်ပစ်လိုက်ပြီးဖြစ်ပါတယ်အဲ့လိုနဲ့ပြန်လို့လာတဲ့အချိန်မှာတော့ဆာကူရာကတိုက်ခိုက်နေပြီမဲ့သူ့ကိုယ်သူဘသူဆိုတာကိုမသိတော့တဲ့နာရူတိုကစာလေးကိုမြင်ပြီးဂျီရာရီယာနဲ့အတူတူရာစင်ကလေ့ကျင့်ခဲ့တာတွေကသူ့ကောင်းထဲမှာတရေရေပြန်ပေါ်လာပြီးသူ့အဖေမီနာတိုကိုပါပြန်သတိရသွားပါတယ်ကျန်တာတွေမေ့ကြည့်မိမယ်ရာစင်ကန်ကိုတော့လုံးဝမမေ့ဘူးဆိုတဲ့နာရူတိုကလည်းအားလုံးကိုပြန်မမိသွားပြီးသူ့ဆရာတင်ပေးခဲ့တဲ့ဂျူဆုနဲ့အတူရဲရင်တော်နီညာတယောက်ရဲ့ပုံမြင်စာအုပ်ထဲကနာမည်ကလည်းနာရူတိုဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်အဲ့လိုနဲ့သူ့အဖေရဲ့တိုက်ကွက်တိုင်းခုနိုင်နဲ့အရင်ပြစ်ထုတ်လိုက်ပြီးနာရူတိုအစ်စ်ကအပေါ်ကနေရာစင်ကန်နဲ့တိတ်ချလိုက်ပါတယ်